ထောင်းတာတော့ပါတော့မယ်ဒီနေ့ကတငယ်ချင်းမနဲ့တော့မှတောက်နေပါပြီကောင်းတဲ့တိုင်မှာကျန်တဲ့တော့ကောင်းစောင့်နေပါလေစောင့်လာတော့မနေ့3 နာရီခွဲတည်းကထခဲ့ရအခု9 နာရီပဲကြော်နေပါပြီခုထိမသွားရသေးပါကျန်တဲ့တော့လာပါပြီဒါကတော့တငယ်ချင်းနဲ့ channel မှာထားတဲ့ dim sum ဖြစ်ပါတယ်။ဟာဒီမှာတော့ food vlog ကလောက်တော့လောဆယ်ထုတ်ဆွဲနေပါCheers. Welcome to Chamba. ကျမတို့တငယ်ချင်းနေရ first trip ပါအရင်နှစ်တည်းကတော့အောက်ထပ်မှာပဲနေရပါတော့ဒီနှစ်ကတော့ခန်းပြောင်းလိုက်ပြောင်းတငယ်ချင်းတွေနေဖို့ပေါ်ရက်ကိုရွှေ့လိုက်ပါတယ်တော့ဝရနာလည်းပါတော့မိုက်ပါတယ်မဝရနာလေးပေါ့နော်ထားလိုက်လို့ရှိရင်ဘာပါနော်ပင်တယ်တော့အနှဲငယ်ပဲလှမ်းမျိုးမြင်ရတယ်ပေါ့အနာမပင်တယ်ဆိုတော့မိုက်ပါတယ် outfit check But I don't sleep enough without you and I can't eat enough without you if you don't speak does that mean we're through don't like sneaky shit that you do ဒီမှာတပုံတော့အိမ်မှာဖြစ်ပါတယ်နောက်မှာအမိုက်တုံးလေးနဲ့ထားလိုက်တာ1 hour later ညာစီတော့ပါတော့မယ်လက်ဆောင်ပစ္စည်းတော့ဝယ်ပါမယ်လိုက်ခဲ့ပါဦး 1
1 hour later. ကလေးတွေလက်ဆောင်ဝယ်လာခဲ့ပါမယ်မတငယ်ချင်းမှန်လို့ချင်းလို့ရှာနေတော့မှာ ခုကတော့ဘုံကျောင်းဆိုင်မှာဘုံကျောင်းတွေဝင်มาပဲဖြစ်ပါတယ်ညစာမှားထားတာရောက်ပါပြီပစုံအချိုချက်ကပြည်ကြီးငါချင်ဆက်ကကနန်းအသားလွာမဆလာရယ်ကစုံရက်ကြော်ရယ်ကစုံရက်ချင်းရင်ငပီရောင်းရယ်ပဲဖြစ်ပါတယ်ဟာပါမယ် စားပါတော့မယ်မဲခုလေးကိုလာနဲ့ကြိတ်နေပါ The next day. Day 2 morning ဒီနေ့ကစီရန်လေးကိုသွားမှာဖြစ်ပါတယ်အခုတော့ကန်းကြီးမှာတက်ပုံရရင်လည်းမုတ်သွားစားပါမယ် Hello အမှားပေါ့နော်မနက်စာဆိုပေမဲ့ buffet ခင်းချင်းထားတာတော်တော်ပြည့်ပြည့်စုံစုံရှိရဲထမင်းစားခြင်းတဲ့လူတွေအတွက်လည်းပဲပြုတ်ထမင်းတွေရှိသလိုငါးချိုချင်းကြောတို့ခရူးဆက်ကြောတို့စသဖြင့်ရှိရပေါ့နော်အမှားခောက်ဆွဲကြော်တွေလည်းရပါတယ်ငါးချိုချင်းကြောကတော့တော်တော်လေးကောင်းပါတယ်အဲ့တော့ဘာကာကော်ပြန်လိတ်ပြီးတော့လို့ရှိရင်မြန်မာမုတ်မျိုးစုံနဲ့ပေါ့နော်ပြီးတော့အသီးနှံတွေနဲ့အေးတွေလည်းရှိပါတယ် Hello ခုဆိုရင်တော့စီရန်လေးကိုသွားပါတော့မယ် စီးရလေးကိုကိုပါတော့မယ် ကူပါတော့မယ် ကိုနေများရိုက်ပါမယ် Let's go let's go အော် ဒီတော့တရားမှာမိဘဒီဘာညာပေါ့နောက်မှာတမော်ရီမာတယ်တမော်ရီမာသမီးမာနဲ့သမီးကျွတ်တွန်းနေပါရဲ့ကျွတ်တွန်းတာ
Hello. One hour later. Gives us what we need. And no one leaves. So here I'll stay. My home, my people beside me. And when I think of tomorrow, there we are. I'll lead the way. I'll have my people to guide. ဟဲ့ဟာစားကျင်လားလမ်းမှာတွေ့တဲ့ထိုင်းစီကိုတကူးတကားစားကျင်တော့သူမ အသိမဲ့မမလူတယ်နော် One eternity later. ထင်ရတော့တီးတိုင်သွားနေပါညနေကျရင်တော့ speed boat စီးပြမယ်ထင်ပါတယ် ညနေကျတော့မိုးရွာနေလို့ speed boat မစီးခဲ့ရဘူးပေါ့နော်ရေဆော့ရင်းနဲ့ပဲချိန်နှက်ခဲ့ရပါတယ် လေးခွက်ထွက်ပါတယ်နေရအောင်ဖတ်လို့ဝယ်လို့မပြီးနိုင်ညလည်းဝယ်လို့မပြီးနိုင်တော့လည်းပြန်ရန်ကုန်ပြန်ပါပြီဒီညတော့အကင်နေနဲ့ chill လုပ်ပါမယ်အရင်အိတ်ချင်တယ်လို့ဖြစ်တယ်ဒါမှလည်း fight တနားကြီးနေမှာနော် ထောင်းကနေပြန်ပါပြီကျွန်တော်မပြန်ကျင်သေးပါဘူးနေအောင်ဒါပဲလည်းပြန်ရပါတော့မယ် bye bye see you nice meet you bye bye ချက်မ နောက်နှစ်များမှာပြန်တွေ့ပါမယ်